မီနီဒရိုးမှာထားတဲ့ရုပ်တွေကို unboxing လုပ်ကြရအောင်ဒါလေးကတော့လူကြိုက်အများဆုံးအစစ်28ခု 3D အယုံမာလေးပဲဖြစ်ပါတယ်အယုံမာလေးအပြင်ကမှာထောက်တိုင် stand လေးတွေရဲ့ဖနက်ထုတ်လေးရဲ့နဲ့အခြားအဝတ်အစားပိုလေးတွေပါမှာထားပါသေးတယ်အပိုပစ္စည်းတွေကတော့ကိုလိုချင်တဲ့လောက်ထပ်ပြီးတော့မှာလို့ရပါတယ်ဒီမျက်နှာဒီဇိုင်းလေးဆိုလို့ရှိရင်လူကြိုက်များလို့ပစ္စည်းပြက်နေရအောင်တော်တော်လေးကြာပြီပေါ့နော်အခုမှပြန်ရောက်တာဖြစ်ပါတယ်တိတ်ကြရလည်းမပြောနဲ့ပေါ့နော်ရုပ်လေးကိုလည်းကြည့်လိုက်အောင်လူဖတ်ဥအပ်နေရပဲဝယ်ရတဲ့အင်ဂျီလေးတွေကိုအရင်ဖောက်ပြပါမယ်ဒါကတော့ပထမဆုံးဖောက်ပြမဲ့ခေါင်းဝင်လေးပဲဖြစ်ပါတယ်။ဒါလေးကတော့ခေါင်းဝင်ပုံစံလေးပဲဖြစ်ပါတယ်။ရှေ့ခေတ်ပုံစံခေါင်းဝင်လေးပေါ့နော်အရင်ကလှပါတယ်။ပိတ်စအများကြီးသုံးတာဖြစ်လို့ခေါင်းဝင်လေးကဝဝဲကကလေးနဲ့အပြင်မှာပို့ပြီးတော့လှပါတယ်။နောက်တစ်စုံထပ်ဖောက်ပြပါမယ်။ classic ခေါင်းဝင်ပြီးတော့ဒါကြောင့်လည်း hot shot ပုံစံလေးပေါ့နော်။ပေါ် t-shirt top လေးနဲ့အောက်ကဂျင်းမောက်အတိုလေးဖြစ်ပါတယ်။ဒါလေးကအရင်ချစ်ဖို့ကောင်းပါတယ်။နောက်ဆုံးတစ်စုံကတော့မီဒိုမှာဝယ်ရင်ပါမဖြစ်အမြဲဝယ်တဲ့နဲ့မြန်မာဝတ်စုံလေးပဲဖြစ်ပါတယ်ဒီလိုမျိုးအယုံမလေးတွေအတွက်မြန်မာဝတ်စုံလေးထုတ်ရောင်းပေးရဆိုလို့မီဒိုမှာပဲရတယ်နော်ပြီးရင်တော့ဖနက်ထုပ်လေးကိုဖောက်ပါမယ်ဒါကတော့ကြာပန်းအရာ20ပါအထုပ်လေးဖြစ်ပါတယ်ကြာပန်းထုပ်လေးတွေကဈေးသက်သာပြီးတော့အထက်ဒီဇိုင်းတွေကတော့လုံးဝရွေးလို့မရပါဘူးဒါပေမဲ့ဒီဇိုင်းကိုတစ်ခုနဲ့တစ်ခုမတူတာလေးတွေထည့်ပေးပါတယ်ဒါဆိုရင်ဖနက်တွေနဲ့ပေါ့နော်ကိုဝယ်ထားအင်ဂျီလေးနဲ့ဘယ်ကလိုက်မလဲဆိုတော့တွဲကြည့်မယ်ပေါ့နော်ဆိုတော့ပန်းရောင်လေးဆိုတော့ဒီပန်းရောင်ဖနက်လေးပေါ့ဖဲပြားလေးနဲ့အဲ့ဒါလေးကိုရွေးလိုက်မယ်ဒါလေးကျတော့မြန်မာဝတ်စုံလေးဆိုတော့နည်းနည်းရင်တဲ့ဖနက်လေးပေါ့နော်ဒီလိုပန်းပွင့်လေးနဲ့ဒီလိုတောက်ဖနက်လေးဆိုရင်ဒါလေးနဲ့လိုက်မယ်ထင်တယ်ပေါ့နော်ဒါလေးကိုကြာမြန်မာဝတ်စုံလေးနဲ့ရွေးထားလိုက်ပါမယ်ဒီခေါင်းဝင်လေးမှာကြောင်လည်းတိုင်ပတ်တယ်ပေါ့နော်သူနဲ့တူတဲ့အရာရောရှာမတွေ့ဘူးဒီအစိမ်းလေးတွေ့ပေမဲ့တိတ်တော့မကြိုက်ဘူးပေါ့နော်ဒါလေးလည်းတိတ်မကြိုက်သေးဘူးဆိုတော့သူက classic ဖြစ်တဲ့ခေါင်းဝင်ပုံစံမျိုးလေးဆိုတော့ဒီလိုမျိုးဖက်နက်လေးအပေါ်ကအဖက်ဖက်လေးတွေနဲ့ဆိုရင်လိုက်မယ်လို့ထင်လို့ဒါလေးနဲ့တွဲပေးလိုက်ပါတယ်ပြီးတော့ပုံနေတဲ့ဖက်နက်တွေပြောင်းမှာဆိုတော့တစ်ခါတည်းအိတ်ထဲထည့်ပြီးတော့တင်လိုက်ပါတယ်အင်ကြီးလက်ရှိလေးဝတ်မယ်ဆိုလို့ရှိရင်လက်ထိပ်လေးကိုဖြုတ်ပြီးတော့ဝတ်ဖို့မမေ့ပါနဲ့အဲ့ဒါမှအင်ကြီးလေးကိုလွယ်လွယ်လေးဆွတ်လို့ရမှာဖြစ်ပါတယ်ရွေးရတဲ့ဖက်နက်လေးကိုလည်းတစ်ခါတည်းစီးပေးလိုက်ပါမယ်မစိုးပါဘူးလိုက်တော့လိုက်တာဒါပေမဲ့လည်းပေါ်ကစကတ်ပြန်ဖုံးလိုက်ရင်လည်းဖက်နက်ကပေါ်တော့မှာမဟုတ်တာနော်ရုံမလေးကိုအင်ကြီးဝတ်မှာမလို့လက်ဖြုတ်လက်စနဲ့ဆိုတော့ဒီလက်ပိုလေးတွေပါဆမ်းပြီးတော့တက်ကြည့်ကြပါမယ်လက်ပိုဆိုလို့ရှိရင်လည်းဒီဇိုင်း5မျိုးအောင်ပါတယ်ပေါ့နော်ကိုဓပုံရိုက်ရှင်တဲ့ပုံစံပုံမူတည်ပြီးတော့လက်ကလေးပြောင်းတက်ပြီးတော့မျိုးမျိုးရိုက်လို့ရပါတယ်အဲ့လိုလက်သီးဆုပ်တာလေး I love you လောက်တာလေးတွေအဲ့လိုမျိုး okay လောက်တာလေးအစုံပဲပေါ့နော်အဲ့လိုလေးတက်ပြီးတော့ရရင်ချစ်ဖို့ကောင်းပါရဲ့ဒါလေးကတော့အယုတ်ထောက်တိုင်း stand လေးပဲဖြစ်ပါတယ်ဒါကတော့အယုတ်မလေးကိုမစော့ပြတဲ့လူတွေဆိုလို့ရှိရင်လည်းအိမ်မှာပေါ့နော်အလှထားခြင်းလို့ရှိရင်ဒီလိုထောက်တိုင်းလေးနဲ့ဆင်ပြီးတော့အလှထားလို့ရပါတယ်ဒီ stand လေးဆိုရင်လည်းတော်တော်လေး quality ကောင်းတယ်ပေါ့နော်သူ့အသားဆိုရင်ကြီးတောက်နေပြီးတော့အလေးချင်ရနည်းနည်းလေးလေးတာကြောင့်ဒီ stand လေးနဲ့ထောင်ထားအယုတ်ဆိုရင်တောင်းနဲ့ပြုတ်မကြပါဘူးပြီးတော့စင်ရတာတက်ရတာလည်းအရန်လွယ်ပါတယ်သူခါးလေးရဲ့သူအရှည်ရလည်းလိုသလိုမျိုးလုံးလို့ရဖြစ်တဲ့အတွက်ကြောင့်တက်ချင်တဲ့အယုတ်ပေါ်မူတည်ပြီးခါးကိုညှိပြီးတော့လိုမျိုးလေးထောင်ထားလိုက်ရုံပဲပေါ့နော်ဒါကတော့ပထမဆုံးခွင့်ပြတဲ့ခေါင်းဝင်လေးပဲဖြစ်ပါတယ်ဒီခေါင်းဝင်ဆိုလို့ရှိရင်လေပိတ်စအများကြီးသုံးပြီးချုပ်ထားတာဖြစ်တဲ့ကြောင့်တော့ဝက်လက်တန်နဲ့ဝက်ကကားလေးနဲ့တကယ်လူအစ်စ်လေးအတိုင်းပဲအရန်ကိုချစ်ဖို့ကောင်းပါတယ်ကဲဒီတော့ဒီခေါင်းဝင်လေးကိုသဘောကျလားဒီဇိုင်းလေးကိုသဘောကျလား7မှာဘယ်နှမှတ်ပေးခြင်းလဲကောမန့်မှာရေးသွားပေးကြအောင်နော်ဒုတိယတစ်ထည်လေးကိုစမ်းပြီးတော့ဝတ်ကြည့်ပါမယ်။ဒါလေးကတော့ t-shirt top လေးနဲ့အောက်ကကျတော့ဂျင်းမောက်မီအတိုလေးနဲ့ပေါ့နော်။ဒါလေးကတော့ kit ဆန်ဆန်ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ပြီးနောက်ဆုံးရွေးရတဲ့ဖက်နက်လေးကိုစီးပေးပါမယ်။ဖက်နက်လေးရဲ့အင်ကြီးအရောင်လေးနဲ့လုံးဝကွက်တီပဲပေါ့နော်။ဒါလေးကဒုတိယဒီဇိုင်းလေးပဲဖြစ်ပါတယ်။ဂျင်းမောက်မီတိုလေးနဲ့အပေါ်က t-shirt လေးနဲ့ပေါ့နော်။ဒါလေးကိုလည်းသဘောကျရတဲ့တစ်ချက်ပြောပြအောင်နော်။10မှာဘယ်နှမှတ်ပေးခြင်းလဲ။ comment မှာရေးခဲ့လို့ရပါတယ်။နောက်ဆုံးကြံတဲ့မြန်မာဝတ်စုံလေးကိုထုတ်ဝေကြည့်ပါမယ်ဒီလိုမျိုးအယုံမလေးတွေအတွက်မြန်မာဝတ်စုံပစ္စည်းလေးတွေကိုထုတ်ရောင်းပေးတာဆိုလို့မီဒီယိုမှာပဲရှိတယ်နော်ထမိန်ကအစားတကယ်ချိတ်ထမိန်ပေါ့နော်အစားအစ်စ်ကိုသုံးပြီးတော့ချုပ်ပေးတာဖြစ်ပါတယ်ဒါကတော့သူ့အတွက်ရွေးရတဲ့ဖက်နက်လေးပဲဖြစ်ပါတယ်ဖက်နက်ဝတ်ပြခြင်းလို့ပေါ့နော်ထမိန်ကိုလှန်ပြီးတော့ဝတ်ပြတာဖြစ်ပါတယ်ပြီးတော့အယုံမလေးအတွက်ဆက်ဖီးရိုက်ပေးဖို့ဆိုပြီးတော့လက်ပိုလေးလေးလည်းစမ်းပြီးတော့တက်ကြည့်ကြည့်ပါသေးတယ်
မြန်မာဝတ်စုံလေးဆိုလို့ရှိရင်ထမိန်လေးဆိုလို့ရှိရင်ချိတ်အစ်စ်ပေါ့နော်ပိတ်စာလေးသုံးပေးထားရဲ့ဒီဇိုင်းပိုင်းကအစားတကယ်အပြင်ကလူတွေဝတ်တဲ့ဒီဇိုင်းတိုင်းလေးတွေကိုထုတ်ပေးထားရဲ့အယောင်လေးရအစားအယုံမလေးနဲ့လိုက်အောင်ချစ်စရာကောင်းတဲ့နုဖတ်ဥအပ်နေအယောင်လေးတွေပဲသုံးပေးထားပါရဲ့အခုပြထားတဲ့ပုံထဲမှာထက်ကိုအပြင်မှာပို့ပြီးတော့လှရဲပေါ့နော် beauty eye လေးနဲ့ဒီမြန်မာဝတ်စုံလေးကအရန်ကိုလိုက်ဖက်ပါရဲ့ကိုတပုတ်ရိုက်နေတာတော့မှဘေးကနေလာပြီးတော့အယုံလေးကလှရဲပေါ့ဘေးကဝင်လဲဆိုပြီးလာမေးကြပါရဲ့ဆိုတော့ဒီဝတ်စုံလေးသဘောကျရဲ့လားပေါ့နော်7မှတ်မှာဘယ်နှမှတ်ပေးခြင်းလဲဆိုတာကို comment မှာရေးသွားလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိဆောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်အရုပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်